ထိုင်းနိုင်ငံရဲ့နာမည်ကျော် Nongnut Tropical Botanical Garden ပန်းခြံအကြောင်းကိုဂျေယုံလေးတင်ဆက်ပေးလိုက်ပါတယ်။ Nongnut ပန်းခြံကထိုင်းနိုင်ငံ Chonburi ခရိုင်တွင်းမှာတည်ရှိပါတယ်။ဘန်ကောက်ကနေ Pattaya Beach ကိုသွားတဲ့လမ်းပေါ်နှစ်ဘေးမှာတည်ရှိပါတယ်။ဒီ Nongnut ပန်းခြံကအရှေ့တောင်အာရှမှာမကပဲကမ္ဘာမှာအလှဆုံးနဲ့အကြီးဆုံးရုပ်ကဗေဒဥယျာဉ်ကြီးတစ်ခုဖြစ်ပါတယ်။ဒီပန်းခြံရဲ့စုပေါင်း area ကဧက600ခန့်ကျယ်ဝန်းပါတယ်။လမ်းလျှောက်ကြည့်ဖို့ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်မပြေတဲ့အတွက်ပန်းခြံတွင်မှာ sightseeing bus တွေကိုအသုံးပြုပြီးတော့လေပတ်တာတော့ပိုအဆင်ပြေပါတယ်။ပန်းခြံဝင်ကြီးကတော့ကျွန်တော်တို့ buffet အပါအဝင် sightseeing bus ပါအပါပေါ့နော်။တဦးကို bus share ပေးရပါတယ်။ဒီပန်းခြံတွင်မှာ most popular ဖြစ်တဲ့ပြကွက်10ခုပါဝင်တာကိုတွေ့ရှိရပါတယ်။ကျွန်တော်ကတော့ဘွန်ဆိုင်ကိုပုံမပြီးတော့ဝါသနာပါတဲ့သူဖြစ်တဲ့အတွက်ဒီNongnutပန်းခြံထဲမှာပြသထားတဲ့ဘွန်ဆိုင်တွေကိုအဓိကလေ့လာရိုက်ကူးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်လေ့လာဖြစ်ခဲ့တဲ့ဘွန်ဆိုင်ပင်လေးတွေကိုဖိုတိုအနေနဲ့ပြန်ပြီးတော့အကျဉ်းရုံးလေးဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ကြည့်ရှုအားပေးတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုတော်ကြီးပါ။